ပင်လောင်းဈေးမှာ9000ထင်းနဲ့ဘာတွေစားမလဲဆိုတာကျွန်တော်တို့လိုက်ကြည့်ပေးကြပါဦးအားလုံးပဲမင်္ဂလာပါဒီနေ့တော့ပင်လောင်းဈေးနေ့ပါပင်လောင်းဈေးနေ့မှာ9000ထင်းနဲ့ကျွန်တော်ဘာတွေစားမလဲဆိုတာကျွန်တော်တို့လိုက်ကြည့်ပေးကြပါဦးကျွန်တော်ခုဒါဈေးထဲကိုရောက်နေပြီနော်ဟင်းဒီဟင်းရွက်တွေကတော့လက်လက်ဆက်ဆက်တွေပဲအများကြီးတွေ့ရတယ်ကဲကျွန်တော်တို့ပထမဦးဆုံးစားတွေ့တဲ့ဆိုင်လေးပါဒီမှာလူတွေတော့အုံနေရဗျကျွန်တော်အဲ့ဒါတွေကိုအရင်စားမယ်โอเคကြော်နော်โอเคကြော်အရင်စားမယ်စားမလို့ကျွန်တော်ကို1000ဖို့ဒီမှာပဲထိုင်စားမလို့ခဏလေးစောင်းနေဟုတ်ဟုတ်โอเคကြော်ကတော့ဒီကောလခါဒီနဲ့လောက်တော့เนาะကောလခါဒီပါမယ်မုံလာဥနီလည်းပါတယ်ဒါဘလို့စားစားလို့ခေါ်တယ်โอ้กระจดโอเคကြော်ရှင်းလို့တော့กำบองอ่ะใช่ลูกကျောင်းတာဘယ်လောက်ကြာလဲ10နှစ်ကျော်ပြီပေါ့15နှစ်လောက်ရှိပြီเนาะအခုတလောတော့1000ဘို့8ခုလေဒီမှာကလေးတွေလူကြီးတွေလည်းဒီမှာလာစားကြတာတွေ့ရတယ်ဗျကဲကျွန်တော်မာထားရပါပြီကဲပူပူနွေ့နွေ့လေးနဲ့စားမယ်အချင်လေးရလည်း share ပဲကဲစားကြပါအောင်ဗျာတော်တော်ပူတယ်ဗျလီလီနည်းနည်းအေးခံပြီးတော့စားတာပို့ပြီးတော့ကောင်းတယ်ဗျစားတာရတာဘယ်လိုလဲဆိုတော့ကောလခါရဲ့အချိုလေးနဲ့မုံလာဦးနီရဲ့အချိုလေးနဲ့ဆိုတော့အချိုကအရင်အချိုကြီးတော့မဟုတ်ဘူးတော်တော်စားကောင်းတယ်ပူပူနွေ့နွေ့နဲ့ဆိုတော့ပူမိုက်တယ်ဗျအေးရင်တော့မာသွားမဲ့အနေထားရှိတယ်ဗျ1000ဖို့8ခုနဲ့တော့တော်တော်လေးကိုဝနေပြီဗျာစားရတာသူကအချင်လေးနဲ့တွဲစားမှပဲကောင်းတာဗျအဲ့ဒါမှအေးလည်းပြည်တယ်ဒါတော့စားလို့ကောင်းပြီနောက်ဆုံးကြံတာလေးပါရီနွေးလေးလည်းတောက်မယ်ရှမ်းပြည်မှာနေတော့ရီနွေးတော့ခဏတောက်ဖြစ်တယ်ဗျကဲကျွန်တော်တို့နောက်တစ်ဆိုင်ထပ်သွားမယ်ဗျာအခုဆိုရင်တော့ကျွန်တော်4000ပဲကြံပါတော့တယ်ကဲကျွန်တော်ဒါဈေးအပြင်ဘက်ကိုထွက်လာရင်ဒီမှာဆိုင်လေးတွေ့တယ်ဗျာစားစရာဆိုင်လေးအဲဆိုင်လေးကိုသွားမယ်ဒီမှာတော့တူဖူးကြော်တူဖူးစိမ့်တုတ်ခောက်ဆွဲကြော်အဲ့ဒါတွေတွေ့ရတယ်ဟိုဒါတူဘူးကြော်ရဲဒါနဲ့ကိုလေ1000ဘူးအဲ့လိုရလားနည်းနည်းပဲဒီမှာစားနှစ်ခုပေါင်း1000နော်အကျော်နေတာနဲ့နော်ကဲရောက်လာပြီဗျာဒါတော့1000ဘူးပေါ့1000ဘူးဆိုတော့တော့ပေးရမှာပေါ့အကျော်လေးနဲ့ဆိုတော့တစ်ခုအဲ့ဒါနဲ့ကျွန်တော်ကငပြောကြော်ကတစ်ခုကို900ဆိုတော့ငပြောကြော်ကိုလည်းယူလိုက်တယ်ဒါတော့ချေတူဖူးကြော်တော့ဒီလိုအချင်လေးနဲ့စားမှပဲစားကောင်းတာပဲတူဖူးကြော်တကယ်အရသာစားကောင်းတယ်
ဒါတော့မန်လီပဲကြော်ပါမန်လီပဲကြော်တော့နည်းနည်းလေးမာတယ်ဗျစားရတာတော့နည်းနည်းမာတယ်ပူပူနွေးနွေးစားရင်တော့ပိုပြီးတော့ကောင်းမယ်ဗျဒီမှာလည်းရင်နွေးမှာပါဖြစ်ကိုတောက်လိုက်ရမှာဒီစီကြော်တွေစားထားတော့ရင်နွေးတောက်တာပိုပြီးတော့ကောင်းတယ်ဗျဒါလေးကတော့တစ်ခု900ငပြောကြော်ပါအကြီးရွယ်ဗျတကြားလေးနဲ့တို့စားမယ်ငပြောကြော်လေးကတော့တော်တော်လေးစားကောင်းတယ်အီလေးကဲကျွန်တော်အားလုံးစားပြီးသွားပြီဆိုတော့ကျွန်တော်နောက်တစ်စိမ်ကိုသွားမယ်ဗျာရှင်းမယ်နော်ကဲဘယ်လောက်ကြလဲဆိုတော့1500ကြတယ်ဒါတော့အဲစိန်ရှိမှရောင်းနေတဲ့ငခု6တွေပါငခုဥတွေတွေ့ရတယ်ဗျဒါတော့ဈေးအတွင်းထဲကိုပြန်ရောက်သွားပြီဒီမှာပိုးရိုးရာလွယ်အိတ်တွေအင်ဂျီတွေရောင်းနေဗျာကြောင်ဝတ်စုံတွေဒါတော့ပလိုင်းလေးရောင်းတာပါကဲနောက်ထပ်တစ်မျိုးမစားမီကျွန်တော်ဈေးထဲကိုနည်းနည်းလေးပက်လိုက်ရဗျာနည်းနည်းအစာကြည့်သွားဝေးရသည်ဆိုတော့မြစ်တီပေါ်ချိန်ဆိုတော့မြစ်တီအများကြီးရောင်းတာတွေ့ရတယ်ဒါတော့တစ်ခွာပန်းပါပင်လောင်စီကတော့9ရက်တစ်စီးပါ9ရက်နေမှတစ်စီးပိန်လေဒီပေါ်တဲ့အချိန်လည်းဖြစ်တော့ပိန်လေဒီလည်းတွေ့တယ်ကနဇိုးဒီတွေ့တယ်ဒါတော့တပင်နေမြနဲ့ဒါတော့စီဖက်ဝင်တယ်ဗျာမြစ်ချိန်ဆိုတော့မြစ်တီအများကြီးပဲဒါတော့အပြင်ဘက်မှာရောင်းတဲ့ဈေးဆိုင်လေးတွေပေါ့နော်ပင်လောင်းရဲ့တောင်တန်းလေးကိုကြည့်ရင်လည်းတော်တော်လှတယ်ဗျာမြူလေးကလည်းအုံဆိုင်နေဒီနေ့ကမိုးမရွာတော့အဆင်ပြေရဗျာဈေးဝယ်ဈေးသုံးရတာလည်းအဆင်ပြေအဲ့ဒါပါတီရောမယ်အော်ကနဇိုဒီဒါတော့အမဲခောက်ထင်တယ်ဗျငရုတ်ဒီလေးတွေကလည်းတကယ်တဘောဝါကိုပဲအလုံးဝဆက်မဲ့တဘောဗျဒါတော့ coffee ပြိုးပင်ကြီးရောင်းနေရပါဒီမှာတစုတစည်းတည်းတွေ့ရတယ်ဗျ coffee မျိုးပင်တွေဒီမှာလာဝယ်လို့ရတယ်တစည်းဘယ်လောက်ရောင်းတော့တစီတော့4000တစည်း4000ဒါရောင်ငံပြီဩရွာငံပဲကဲကျွန်တော်နောက်တစ်ဆိုင်စားမယ်ဗျာကျွန်တော်ဒီမှာဘိန်းမုံစားမယ်ဟုတ်တယ်စားမယ်ဗါလဲဘိန်းမုံ
ကုန်တော့ကုန်နေပြီ။နေပြီ။ တစ်ချက်900ပဲ ချက်900ဆို2ချက် ချက်ပဲလားအပိုးနဲ့ပေးလိုက်မယ်နော် ဘိန်းမုံကတစ်ချက်ကို900ရတယ်ကျွန်တော်1000ပိုးဝဲတာကိုကျွန်တော်အပိုးပေးလိုက်တယ်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်လက်ထဲမှာ1500ပဲကျန်တယ်ကားဆိုင်တူပဲလားပါဒါ1000တို့ဒါနဲ့တူစားရလားအဲ့လိုလားအုံးလိုက်အော်တက်အော်ထဲမှာပါပြီလားโอเคအဲ့ဒါဒါတစ်ခုယူမယ်ဗျကဲကျွန်တော်ဒီမှာပဲထိန်စားတော့မယ်ဗျာပုံစံကြည့်တာနဲ့လုံးဝဤထွက်သွားမဲ့အနေထားတော့ရှိတယ်ကောင်းတယ်ဗျအထဲမှာကအုံးယူနေဆိုတော့ခြူပြီးတော့တကယ်ကိုရတာရှိတယ်တစ်ခုထင်းနဲ့တော်တော်လေးကိုဖိတ်ဖိသွားမှာနှစ်ခုဆိုရင်တော့တော်တော်အိတ်ချင်သွားမှာဒါတော့ဘိန်းမုံပါဘိန်းမုံလေးကိုစားမယ်မြန်မာပြည်ရဲ့ပန်ကိတ်ပေါ့နော်ဘိန်းမုံလည်းရတာကောင်းတယ်ဗျအစောတော့ကကျွန်တော်အချူစားထားရဆိုဒါအချူပေါ့တယ်ဆိုတော့အဆင်ပြေတယ်ဗျအချူမဟုတ်ပေါ့โอเคခုဆိုတော့ကျွန်တော်900ကျပ်ပဲကျန်တယ်ဗျာဆိုတော့900နဲ့ကျွန်တော်အေးရမလားရေရမလားပေါ့နော်ကျွန်တော်သွားပြီးတော့စိတ်ထဲမှာဝင်မေးကြည့်မယ်ဗျာရေတန့်ဘူး900ထဲနဲ့အချူရနိုင်လား900နဲ့ချွေရတယ်ဟမ်ရနိုင်လား900ထဲနဲ့အချူရနိုင်လားတော့မဟုတ်ရေရတယ်ဟာလားရေရလားအဲ့ဒါဆိုရေတဘူးโอเคဒီကောင်မျိုးရှိတယ်မလားကျွန်တော်ကို live ရေတန်းက sponsor ပေးတာမဟုတ်ပါဘူးဒီဘက်ခေတ်မှာတော့900နဲ့တော့ချိုရေကတော့မရှိဘူးဗျရေပဲရှိမယ်ဗျကဲရေတောက်မယ်ဗျရေလည်းရမ်းစားနေပြီကဲကျွန်တော်ဗီဒီယိုအစအဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်